ဒီမှာဟိုနေ့ကမှပါလားမမိသားပဲဘာသူ့ကိုစောင့်နေရလိမ့်မှာဟိုကိုတေစာကိုစောင့်နေရလေပတ်စံသွားလဲခိုင်းတာအခုထိကိုပေါ်မလာသေးဘူးတေစာဆိုတာဟိုနေ့ကစိုက်ကယ်မောက်တဲ့တယောက်ပြောတာမလားဟုတ်တယ်လေငါညီမတော့၅ပါးမောက်ပါပြီအရက်သမားကိုသွားယုံနေအခုချိန်ဆိုရက်သမားရက်ဆက်မှာမှောက်နေလောက်ပြီဟုတ်ရလားမရဲ့ဟို तू ကအလုပ်ချိန်မှာလဲအဲ့လိုပဲတောက်တာပဲလားအမှုသမားပါဆိုမှအချိန်ရှိပါမလားငါညီမရေအဲ့ကောင်လေးကကောင်းတာမဟုတ်ဘူးနော်အဲ့ကောင်လေးကလေမျိုးနဲ့ရုံးနဲ့ကိုရုပ်တာဖေရဆိုထောင်ထဲမှာအတော်ဆိုရင်ဖက်သမား तू ကဆိုအရက်သမားတစ်မျိုးလုံးကိုမကောင်းတာဟုတ်ရလားမရဲ့တရွာထဲနေတာလိန်ပြောပါမလားငါညီမရေဟုတ်တယ်အမရဲ့အဲ့ကောင်တလေးကိုမူးနေတဲ့ကောင်ခုချိန်လောက်ဆိုဒီကောင်ရက်ဆိုင်မှာသွားပြီးတောက်နေလောက်ပြီအနမချင်းချောင်းဆိုတာမကယ်ကောင်းဘူးနော်သူ့ဖေကလူတက်မှုနဲ့အခုထောင်ထဲမှာထွက်ကိုမလာသေးဘူးအမှုကကြီးတယ်လို့အခုချိန်ထိကိုမလွတ်သေးတာပြောရဆိုရင်ကြွလာပါပြီမဝီပြန်တော့မလားကျွန်တော်နဲ့နောက်ကျသွားတယ်တေစာနေလုံးနဲ့နော်ဒီပတ်စင်ညာဘလို့ဆက်ဆံနေရအောင်ပြောစမ်းခင်ဗျဆရာကြီးဝင်မလို့ပါနဲ့ကျုံမောင်းကိုကြိုတယ်လို့ခုခင်ဗျတောင်းပန်နေမမြင်ဘူးလားဟုတ်မဝီကျွန်တော်တောင်းပန်ပါလေဗျာနော်ဟိုဒီတစ်ခါလေးကိုလုပ်ပေးပါနော်ကျွန်တော်ဘယ်ကိုလိုက်ဖို့ပြရမလဲကျမရှင်းဆိုင်ကမစည်းနိုင်ရှင်းမှသာရှင်းပြန်လိုက်တော့အဲ့လိုမလုံနဲ့လေမဝီရဲ့မဝီကျွန်တော်ဆိုင်ကိုမစင်းရင်မဝီဘယ်သူဆိုင်ကိုစီးမှလဲကျွန်တော်လိုက်ဖို့ပြပါမယ်မဝီရဲ့ဘယ်သွားမလဲသာပြောစမ်းပါနော်ရှင်တလောက်မူးနေအောင်ကျမရှင်းနောက်ကလိုက်ပြီးတော့တိတ်ခါကြက်ခင်ပြီးစီးရမှာလားမစီးနိုင်ဘူးဟိုမဝီကျွန်တော်လေဒီတစ်ခါလောက်တော့ခွင့်ပြုပေးပဲနော်ကျွန်တော်လိုက်ဖို့ပေးချင်လို့ပါရှင်ဘာမှလာပြောနေတယ်ရှစ်ဆိုင်ကမစီးချင်ကဲတေစာညီမလေးကမစီးနိုင်ဘူးလေအဲ့နင့်လွန်လေမစီးနိုင်ဆိုတော့လိုက်မပို့နဲ့ပေါ့ဟဲ့တင်ဖဲဟုတ်ပါဒီညီမလေးလိုက်ပို့ပေးလိုက်စမ်းပြီးငါ့ကိုလာပြန်ခေါ်တာဒီမှာစောင့်နေမယ်နော်ဟုတ်ကဲ့မမလိုက်ပါကျေးဇူးပါမရဲ့ရပါတယ်တောင်းလိုက်ကျေးဇူးရှိတော့မြင်ပြန်လာခဲ့တာတင်ဖေးလိုက်ဝဲတူတော့ဗျာမူးနဲ့ထိုးအိတ်တာပဲကောင်းတယ်မူမဒါပဲသိတယ်ဟွန်းနောက်ကြနေပါတယ်ဆိုမှဒီတင်ဖေးဆိုတဲ့ကောင်ဘယ်လိုများတူတူနေပြီလဲမသိဘူးနောက်ကြလာပြီအသွားဆရာရှိပါစို့မခင်သားခင်ဗျအခုထိမပြန်ရသေးဘူးလားကျုပ်ကတင်ဖေးလာကြိုသွားပြီတော့ချင်းနေတာလာမကြိုသလိုနေတွေ့တာပေါ့မမြင်ဘူးလားနေခင်ဗျားသာဆောင်းနေရတော့တင်ဖေးကလမ်းမှာဘာဖြစ်လို့ဖြစ်မှန်းတော့မသိဘူးတေးစားနေပါစက်ပုတ်ကြီးနဲ့မပြောနဲ့နော်ဟုတ်ပါပြီဟုတ်ပြီဟုတ်ကဲကျုပ်ကတော့မူးလေးနည်းနည်းပြေသွားပြီဆိုတော့ပြန်တော့မယ်ဒုက္ခနဲ့ခင်ဗျားလိုက်ချင်လေလိုက်ခဲ့မလိုက်ချင်လေနေကျုပ်သွားပြီဟဲ့တေးစားကြခဏနေပါအောင်ပြောပါလေငါလေဟိုညစ်ဆိုင်ကဲနောက်မှာလိုက်စီရမှာလားဟာတော့ခင်သားရဲ့ခမရကျုပ်ဆိုင်ကဲနောက်ကိုလိုက်မစီရင်လို့ဘာလဲကျုပ်ကိုခွာစီမလို့လားမဟုတ်ပါဘူးဟိုငါစကားပြောလောသွားလို့ပါဟဲ့ဟိုကလေညစ်ဆိုင်ကဲနောက်မှာလိုက်စီငါပတ်စံပေးရမှာလားလို့
ဘာဖြစ်လဲခင်ဗျာကြောက်ကြောင်းကိုအတင်းပြောမှာလားဟမ် ငါမပြောတော့ပါဘူးတေသားရဲ့နေကြောင်ငါတင်းပဲတော့ငါမပြောတော့ပါဘူးတေသားရဲ့ နောက်တစ်ခါပြောရင်ခင်ဗျာသိပြီလားမမတာတဲနာကောင်တေသားနေငါကြောင်သိမယ်နေတဲ့မယ်ငါကြောင် ခင်ဗျနင်းမျက်နှာရဘာဖြစ်နေတာ ဘာပြရမှာလဲတေသားတို့ကငါဒုက္ခပေးသွားတာလေ ဘာဒုက္ခပေးတာလဲ ဘာဒုက္ခပေးရမှာလဲသူတို့တိုင်လုံးမကောင်းကြောင်အတင်းလေးပဲပြောမိတာစိုက်ကစီရတဲ့ကြောင့်ငါဒုက္ခနဲ့မဲသွားတာ အော်မိခင်တန်းရဲ့နေမော့လို့တေးစားအကြောင်းအတင်းပြောမိတယ်လို့ဟဲ့ ပြောပါပဲတရားတော့မကောင်းတော့ဒင်းတို့တိုင်နေရှိတာတေသားတို့လည်းကောင်းပါအောင်တယ်လို့ဟုတ်ကဲ့တန်းဘာလဲ ရှင်မသူမကောင်းကြောင်ပြောနေတယ်ကျမကောင်းကြားရနော် ဟဲ့ငါပစံနဲ့ငါဒီစားမကောင်းကြောင်ပြောဘာဖြစ်လဲနေရ ရှင်မတော့ကလေသူများကြောင်သဘောနဲ့လေးလျှောက်ပြောနေရှင်မချဘူးလား ဟဲ့ရှမ်းမငါမဘူးနေတေစားမကောင်းကြောင်ဘာဖြစ်လဲတေစားနဲ့ဘာဆိုင်လို့တော့ အဲ့တော့ရှင်နဲ့မဆိုင်ပါဘူးတေးစားမကောင်းကြောင်ပြောတော့ကျမမကောင်းကြောင်ပြောနေတူတူပဲ မော ရှင်မတက်ကလေတေးစားမကောင်းကြောင်တက်ပြီးတော့ပြောကျမသိချင်မှာမဟုတ်ဘူးနော် မနဲ့ဘာလဲကျင်တော့ရှက်ငါပြောတာဘာပါလဲ တော့မိခိုင်ရဲ့လူမျိုးမကောင်းပါဘူးဟုတ်ပါရဲ့နင်ဘာလို့အခုလိုရန်နေဖြစ်နေတာလဲစိတ်ထင်းစမ်းပါဟာတော့ခင်တဲ့မိခိုင်လေရှေ့ရိုင်းတာပို့ရိုင်းနေဆိုတာနားလေလား ဒီမှာမန်တမနေနဲ့ငါသမီးရွယ်ပြီးတော့ငါပါသားပေးမယ်မတင်နဲ့ကြက်ကြက်လာခဲ့လာခဲ့လေ မိခိုင်ကတော့ပါတော့ရွာလူကြီးရှိရအောင်ချက်စီရကြီးတော့ပါတော့ဟာခင်တဲ့你也လူကြီးဖြစ်နေခလေးနဲ့ဖတ်ပြီးရှမ်းမဖြစ်ပါနဲ့တော့ လာတော့တော်မိခိုင်ရဲ့ဒီတော့ကြောက်ရောက်လာလို့ချင်းဒီတော့ပုံပြတ်နိုင်တက်ကုန်လိမ့်မယ်ဟာဟုတ်တယ်မိခိုင်ကဒီလာသွားကြမယ်ခုနဖက်ဖြစ်ပြီဒီကအပြိုလေးကအိုး ဟဲ့ဒီမှာရလာတော့ ဟောဘာမှပြောပါဘူးမော်လေးခင်ကအသက်ကြီးပြီလို့ပြောတာပါ အေးစကားစင်ကျင်ပြလောက်ခံရမယ်နေရော ခေလာတော့ချက်ဒါမလားလာပါဟဲ့အခုဒီလာအတမ်းမှာလာမိခိုင်လာမိခိုင်လာတော့ဖြစ်တယ်မိခိုင်လာပါဟာလာစမ်းပါ နေရဝိငါ့ကိုစိတ်ဆိုးပြီးတော့တိုးနေတော့သွားနေတာဆိုးပါလေဝိမသွားတော့တယ်ဝိဝိအလုပ်သွားတော့မလားကျွန်တော်လိုက်ဖို့ပဲ အဲ့ကျမကိစ္စပါရှင်းနေစား ဟုတ်ရဟိုကျွန်တော်မနေ့ကလိုအမားမျိုးထပ်မလုပ်တော့ဘူးလေရုံကြီးနဲ့လိုက်စီလို့ရပါတယ်ဗျာ ဟောရှင်းဆိုင်ကမစည်းကျင်တော့လို့တခြားတယောက်ခေါ်ပြီးသွားပြီ ဟုတ်အဲ့လိုတော့မလုပ်ပါနဲ့မဝီရဲ့မဝီရဲ့အကျိုးကိုကျွန်တော်ဆက်ဖို့ကြံသေးရတယ်မဝီကလိုက်စီမှဖြစ်မှာဗျာကျွန်တော်အကျိုးလေးတော့ဆက်ခွင့်ပြုပါနော်မဝီနော် ဒီမှာရှင်းလောက်ပုံကအကျွေးမကြေတဲ့ပြင်ပို့ပြီးတော့တိုးလာဖို့ပဲရှိတော့တယ်ကဲပါကျမအိမ်ရှိမှာလူမြင်လည်းမကောင်းရှင်သွားလိုက်ပါတော့ ဟိုဒီတရက်လောက်တော့လိုက်စီဗျာကျွန်တော်ပြီးတော့အရင်လဲတောက်မထားပါဘူးဗျာ မစည်းနိုင်ပါဘူးဆို ဟောမဝီရတော့ကျွန်တော်စိတ်မကောင်းဖြစ်အောင်တော့လုံနေပြီဗျာလိုက်ခဲ့ပါဗျာနော် ရှင်ဘာလို့ကျမကိုမြတ်မကခေါ်နေရလဲကျမမစည်းနိုင်ပါဘူးဆို သမီးအခုတည်းမသွားသေးဘူးဒီမှာဘာရက်လုံးလဲ ဟုတ်စိုက်ကဲဒီမှာမလာသေးလို့ပါပြီ ဟမ် तू ကကယ်ရီသမားမဟုတ်ဘူးလား သမီးသူ့စိုက်ကမစည်းရလို့ရှားတယောက်ခေါ်ထားတယ် ဟောဒီမှာမောင်းရင်ငါသမီးကမင်းဆိုင်ကမစီးရဲလို့တဲ့ဟုတ်မင်းဒီမှာဘာရက်လုံးနေတာလဲ ဟိုသူများလိုက်စီမလားလို့စောင့်နေတာခင်ဗျာ မင်းမြန်မာစကားနားမလည်ဘူးလား तू ကမင်းဆိုင်ကမစီးရဲပါဘူးလို့ပြောနေတာ ဟုတ်ဟုတ် ဘလို့ကောင်လည်းမသိဘူးတောင်းနဲ့မင်းဖေးရေသွားလောင်းလိုက်ဘူးနော် ဟုတ်ကဲ့
ရှင်ရုပ်စိုးနှမီးရှင်အရှင်ရုပ်စိုးနှမီးကိုသမီးတော်ကြီးမူမူကမုံမြလှူဒန်းပါတယ်အရှင်ရုပ်စိုးနှမီးသုံးဆောင်တော်မူပါသမီးတော်ကြီးကမူမူကိုအရင်လိုအဆုံးထိမတော်မမူပဲသမီးလက်ထဲရောက်တဲ့ထိ30ခွင့်ရတဲ့ထိမဆာပေးတော်မူပါအရှင်ရုပ်စိုးနှမီးသမီးတော်ကြီးကမုံမြဆက်ကပ်ပါလှူဒန်းပါတယ်သမီးကိုမဆာပါအရှင်လိုတည့်ရလေးလည်းမကြွေတော့ပါလားရုပ်စိုးနာမည်ရငါလူလည်းမဟုတ်ဘူးမြင်မကြိုက်လို့လားမသိ ကံအလုတ်ကိုလာညံထုတ်ခါအာသွန်ခဲလွယ်နိုင်သမျှသာလွယ်နိုင်သမျှသာအထိနာသမျှဟာဝိပါကပါသတိသာရပါဝိပါကပါခမရခလေးသူယူပြောရင်မှန်တတ်တယ်တဲ့ဟာရုပ်စိုးနာမည်ရအဖကိုငါစီကိုလွှတ်လိုက်တာပဲအဖမမီးတော်ကြီးကအဘကိုခေါ်တော်ရှိတယ်လားဟုတ်လားကဲပါတော့ဟာဟိုအဖဟိုသမီးကိုလေဟိုခဏလေးပေးပါလားအဖရဲ့ဘယ်ခဏလေးလာတောင်းရတာတော့အဲ့ဒါဒီမသိဘူးမလောက်တတ်ဘူးအဘမလောက်တတ်ဘူးဘာမသိဘူးဟိုအဖလည်းလေဟိုသမီးကအစီးဝိုင်းအဆင်မပြေလို့ပါအဖရဲ့သမီးကိုခဏလေးပေးပါနော်နောက်ကနော်စီးဝိုင်းအဆင်မပြေဘူးဆိုရင်အလုံးလုံးလေညီဟာကလေဘွာလည်းအလုံးမှမရှိတာလို့အလုံးမရှိလုံးရှာလေဟိုရှာပါမယ်အဖရဲ့ဟိုလောလောဆယ်တော့လေသမီးအဆင်ပြေသွားသမီးကိုခဏလေးပေးရပါနော်နော်ပါနော်ကဲတော့ခဲနေပြီဒုက္ခပါပဲဟာနေတို့နဲ့တော့အဖကအဲ့ဒီအလုပ်တွေမလုပ်ဘူးဘာကနန်းမှမပေးဘူးဘာနားလည်းမလဲဘူးသိလည်းမသိဘူးနော်ဟေးဘာကြောက်ခဲဆိုတာဓမ္မဒီလိုမျိုးပေးတာဒါမျိုးကိုပေးတာနော်ယုံရင်ဗဒမြမယုံရင်အလကားယူဒါပဲဟေးကအလုပ်ကိုလာညံထုတ်ခါအသွန်ခဲအဖငါ့ကိုကြောက်ခဲပေးသွားတယ်ကြောက်ခဲဆိုတော့ခဲလုံးဆိုတော့ခဲကနှစ်လုံးကလေးနှစ်လေးအေးဟုတ်ပြီမမရေနစ်ထွက်တယ်တော့နစ်တယ်မမဟဲ့နစ်ထွက်တယ်နစ်တယ်ဟဲ့ဘာဖြစ်လို့နစ်ဖြစ်ရတာတော့အဲ့တော့ကျုပ်လည်းဘယ်သိပါမလို့တော့သူထွက်တာလာပြောရတာလေဟုတ်တော့အဖငါ့ပြောရုံပရညာတဲ့ဟမ်ငါမှခုရှိရထွက်ကောင်းပြီပေါက်ကတန်းလည်းမပေးဘူးဘာငါ့အဖနဲ့သွားတွေ့အောင်မှာပဲယာသာနုဘာဝတော်ယခာနေဝဒသန္တိဒီသနာယင်ကြီးစေဝနုရုံဇံတော်ရတ္တိန်ပြုဝမတ္တန်တိတော်ဒုက္ခံသူပတိတုတ်တော်စပါပံကိဉ္စီနာပတ္တိဧဝမာရိဂုဏုပေတံပရိတံတံပနာမဟေကရဏီယာမထာကုသလေနာယန္တတန္တံပဒံအဘိသမစ္ဆောသကောဥစုသသူစုသသူသောသတ္တမုဒုအနာတိမာနိတန္တုတကောသသူရောသအပကိသောသတံလာဟုပါဟုတိတန္တိန္ဒရိယောသနိဘကောသအပကိသောဘုလေသောနန္တုဟဲ့ကလေးမနင်းပြန်လာပါမလားလာတာပေါ့အဖရဲ့အဖတဲ့မဲ့ပြပဲနဲ့လွဲအောင်ပြီးတော့ပြန်လာတာပေါ့အမလေးမဟာဒုက္ခပါလားဘယ်နဲ့လွဲအောင်ပေးတာဒီဘာလျှောက်ပြောနေတာတော့ငါနာမည်ကကြောက်ခဲလေကြောက်ခဲဆိုတော့နင်းကိုငါကြောက်ခဲပေးတာဗောဟဲ့ဟုတ်ခဲလုံးမဟုတ်ဘူးလားပါရဲ့ကြောက်ခဲကကြောက်ခဲပဲပေးပါဗောနင်းကနင်းခဲလုံးနေရောက်တော့အကုန်လုံးဒုက္ခရောက်ကုန်တာဗောဘာတွေလာပြောနေမှမသိဘူးဒီကလေးမကြောက်ခဲဆိုတော့ညက်ပေါ့ဟိုအဲ့ဆိုကျမမှားတာပေါ့နော်မသိဘူးဟိုဘာရဲ့ဟိုပေးလက်စပြောလက်စနဲ့လေဟိုညနေတစ်ခွက်လောက်ထိုးချင်လို့တစ်ခွက်လောက်ပြီးပါအေးဒီမှာကလေးမတစ်ဖက်ကကမ်းပြိုပြီးတစ်ဖက်ကတောင်ထွန်းတဲ့အလုံးမျိုးငါမလုပ်ဘူးနော်မရဘူးဒါမျိုးလာမလုပ်နဲ့ငါစီဒါမျိုးတွေလာမလုပ်နဲ့ဟဲ့တော့နင်းပြန်လိုက်တော့နော်ဘာလဲလို့ပါဟိုတစ်ခွက်လောက်ဟဲ့ငါပြောနေတာကိုနင်းမကြားဘူးလားပြန်တော့လို့ဆိုသွားပြန်တော့ပြန်ငါတော့ခုနေငါခုဖေဖေငါခုဟဲ့ငါခု
အလုတ်ကိုလာညံထုတ်ခါငါခွန်မဲအာဘေးငါခွန်ပါတော့အာသွန်ခဲလွယ်နိုင်သမျှသာလွယ်နိုင်သမျှသာအထိနာသမျှဟာဝိပါကပါ တောက်ကြလေကွာငါတိုက်နေတော့မျိုးအဝါတောက်တာကြဟုတ်ပြီငါပတ်စံမရှိရင်ကသွမတိုက်ခိုင်းရတယ်နော် ပြန်ရမှာဝေးလို့ရှော့တောက်နေရပါကွာ ယောက်ျားပဲကွာမူးတော့လေလမ်းဘေးမှာစင်းအိတ်နေပေါ့ကွာနော် တေးတာဟိုငကူကကောင်မလေးကိုကြည်ပြန်ဆွဲပေးနေပြီလား ဟုတ်ပါဘောကွာမင်းရလေဝိရှင်ကငါဆိုင်ကိုစီးလို့ဆိုတော့အဲ့ကောင်ဆိုင်လည်းပဲစီးမှာပေါ့ အမင်းကြီးလို့ခံရတာမပြန်မကြိုးစားဘူးလား ဟဲ့ငါကြိုးစားမှာမင်းမတည်တိုင်းမနေဘူးဟုတ်ဟဲ့ ဟိုကောင်ကအရင်ကြီးတကောင်းနဲ့နော်အခုဟိုကနှစ်ကောင်ဘယ်ပါ လက်ခါဝါမင်း လာကမလုံးနဲ့ပြောရင်တော့ကောင်းနေပြီနော်ဒီကောင်တွေဘာတွေပြောမလဲမင်းနားစင်တာမင်းတို့အတုံးဝင်ခြင်းဝင်မှာ ဟုတ်တယ် ဟဲ့အောင်ငါတို့တောက်တာလဲမူးနေပြီကွာမင်းပြောတဲ့အလုပ်ကိစ္စကဘာကိစ္စလဲပြောလေကွာ ဟေးဖေအောင်တောက်ပြီးမှဆက်ပြောမယ်နော်တောင်း အခုလဲတောက်နေရပဲကွာပြောစရာရှင်ပြောလိုက်တော့ ဟာငါဆိုင်ကြီးကိုမျက်စိနေတဲ့အမျိုးသမီးကိုမင်းတို့နှစ်ယောက်သိ အေးသိရကွာ မနေ့ဖြန်ကြလို့ရှိရင်သူ့စီမှာပတ်စံ30ပါလာလိမ့်မယ်ဒီကြရင်မင်းတို့ပတ်စံလုံးကသူသားသား မင်းပြောမဲ့ပတ်စံဆိုတာပါလာမှာရောသိကြလို့လားဘာဖြစ်ကြတော့အဲ့ကောင်မလေးကရောမင်းနဲ့ပါလာမှာဟုတ်လို့လားကွာ မတိုးကွာဟဲ့အောင်မပိုင်ချင်းအောင်မရိုက်ဘူးနော်အမျိုးမျိုးစီတော့မင်းခေါ်လာဂျန်မျိုးဆောင်ဟုတ်မလား စောင်းနေကြာသွားပြီလားမဝေး ကြာသေးပါဘူး ဟောဟုတ်ကဲ့အခုဘယ်ကိုလိုက်ဖို့ပြန်လဲခင်ဗျ ဟိုစုံကုန်းရှိပိုင်း သုံးကုန်းရှိပိုင်းဟောဟုတ်အုံးထုတ်လေးစောင်းလိုက်ပါတက်ဗျာကြာနော် ဘယ်ရှောက်မောင်းတာလဲသွားနေကြလမ်းလည်းမဟုတ်ပဲနဲ့ ဒီလမ်းကနေကျွန်တော်ဖြက်လန်းတစ်ခုတွေ့ထားလို့ပါဗျာအခုမဝီသွားခြင်းနဲ့ရွာနဲ့ဒီလမ်းပူကြီးတယ် ဟောဟုတ်ရလားရှင် ဟာတော့ဘယ်တော့မှညာပြောဘူးလို့လေဗျာဝေး Ah!
来背嘞，再让我多嘞。我背过没了？哦，你瓜，我走了没？ဝေးဘာဖြစ်သွားသေးလဲ ဝေးရဘာဖြစ်မှာလဲတေစားကိုတော့မေးရမှာ ကျွန်တော်ကဘာမှမဖြစ်ပါဘူးဗျာဘာမှမဖြစ်လို့လေဝေးစီကိုရောက်လာ ဝေးရဲ့အသက်နဲ့တိတ်ခါကိုကဲတင်ပေးတဲ့အတွက်ကိုတေစားကိုကျေးဇူးများတင်ပါတယ်နော် ရပါတယ်မဝေးရေကျွန်တော်ကလေအခုလိုမဝေးကိုကဲတင်ဝင်ရတာဟိုပဲချိန်နဲ့နေရတာ ဝေးလေကိုတိုးကိုယုံပြီးတော့တော်တော်မှားသွားတာပဲကိုတေစားစိုက်ကဲကိုဒါတီးခံမိလိုက်စီအခုလိုဖြစ်မှာမဟုတ်ဘူး မဟုတ်တာမဝေးရေကျွန်တော်ပြစ်တယ်လေပါပါတယ်ဗျကျွန်တော်ကလေဟိုရက်တောက်လို့နောက်ကျနေတော့မဝေးရစိတ်ဆိုးပြီးတော့မတိုးဆိုင်ကနောက်ကိုလိုက်သွားလို့လေဟုတ်တယ်မလား ဒါနဲ့ကျမခုလိုလေးချက်စီခံရမယ်ဆိုတော့ကိုတေစားကဘယ်လိုသိရလဲ ဟိုရက်ဆိုင်ရတည်ရ ရှင်အရက်ဆိုင်က ဟိုဒီလိုပါမဝေးရဲ့ကျွန်တော်တို့အရက်တောက်နေတော့လေတစ်ဖက်ဝိုင်းရငါတိုးလို့ကအဲ့ကိစ္စကြံစည်နေတာအဲ့အကြောင်းမို့လဲမဝေးကိုခေတင်နိုင်တော့ ကိုတိုးဆိုရဲလူကတော်တော်ကြောက်စရာကောင်းတာပဲနော်တွေးမိလေကြောက်စရာကောင်းနေပဲဒါနဲ့လေ ဟုတ် ကိုတီစာကိုတော့ကျေးဇူးတင်ပါတယ်ဝီတို့ပြန်ရအောင်နော် မဝေးကျွန်တော်အရင်နေတော့တောက်ထားရနော်ကြည့်ရလား ပြေးပါတယ် နောက်ဆိုရင်လေအရင်တောက်တာမကောင်းဘူးလို့ပြောရတော့နော် အရက်တော့တာကောင်းမှမကောင်းတာ ဟာမဝေးအဲ့မကောင်းတဲ့အရက်ကိုပဲဟောရီကကျွန်တော်မျိုးတောက်ပြီလို့မဝေးလေးကိုကဲတင်နိုင်တာပေါ့ဟုတ်လား ကိုတီစာကလည်းစကားရတက်လိုက်တာ ကျွန်တော်ကစတာပါမဝေးရဲ့ကဲကျွန်တော်အခုပြန်လိုက်ပို့ပေးမယ်နော် ဟုတ်ကဲ့ကျွန်တော်ပြောချင်တာကတော့ကျွန်တော်အလူတွေအင်မတန်မှဝမ်းသာပီတိဖြစ်မိပါတယ်ဗျာကျွန်တော်ဘဝမှာအခုလိုလူမျိုးလှူဖို့အတွက်အိမ်မက်တော်မက်ခဲ့ပူပါဥက္ကဋ္ဌကြီးအဲ့အတွက်ကျွန်တော်ပြောပါတယ်ကျွန်တော်ကညံသားစစ်စစ်တယောက်ပါဒီနေ့တော့မှရှိတဲ့လူပေါင်းများစွာအတွက်ကိုကျွန်တော်ဘက်ကကူညီထောက်ပံ့ပေးဖို့အတွက်အဆင်သင့်ပါပဲဟုတ်ကဲ့ပါအဲ့ဒီတွေကျွန်တော်ခိုင်းကြပါကျွန်တော်တောင်းဆိုကြပါကျွန်တော်ယုံကြည်ကြပါဒီတိုင်းမှာဘာပဲဖြစ်ဖြစ်ဘလို့အကြောင်းအရာပဲပေါ့ပေါ့ကျွန်တော်ရဲ့ဂျာမန်ပရိုက်တာအသင်းကိုတောင်းဆိုလို့ရပါတယ်ကျွန်တော်တင်လာပါပဲပြောလိုက်ဟုတ်ကဲ့ပါကျေးဇူးအများကြီးတင်ပါတယ်ဗျာဟိုအကြောင်းရှိရင်လေကျွန်တော်ကြီးဖုန်းဆက်ပါကောင်းပါပြီဥက္ကဋ္ဌကြီးကျေးဇူးပါနော်ဒီမှာဘာလို့အပ်တယ်လိုရတဲ့တခြားစင်းမှန်လို့လိုလာတော့တစ်ခါတန်းမှာပါဟုတ်လားဟိုဘာမှမလိုအပ်ဘူးဖြစ်တာမဖြစ်စေအားလုံးကစင်းသင်းဖြစ်နေနော်ဟုတ်ပြီလားတခြားမှတ်တာနော်ဒါလိုနေကိုပြဖြစ်ဟုတ်ပြီလားဟုတ်လားဆရာရောလိုအပ်တာရှိတယ်တခြားမှာလားတခြားပြောင်းတော့နော်ညီတို့ဒီကောင်လေးတွေအောင်ထပ်လို့တခြားမှာနော်တခြားပြဆိုင်
ပြန်မှားရင်ဖြစ်ကုန်ဒါမျိုးတွေကထပ်လို့သေးလားလွင်တစ်ခါရဖုန်းဆက်မှာအခုဘက်ကဘာဖြစ်လဲလာဒီလေဆွဲလေးတွေအခုဒီချက်မှာလားလိုရတာကိုဘက်ကစားရမှာပါနော်ဟုတ်ဒီချက်ကြောက်ခွဲမယ်နော်ယူဆိုင်အောင်ကလာတပည့်ဝိစောင့်နေကြပြီလား ကြာသေးပါဘူးကိုဒီဇိုင်း ဩကျွန်တော်ကိုဒေတာလို့မခေါ်ပါနဲ့ဗျာဒေတာလို့ပဲခေါ်ပါဗျာ အဲ့ဆိုကိုဒီဇိုင်းလဲကျမဝိလို့ပဲခေါ်နော် ဟုတ်ပါပြီဗျာဩဒါနဲ့ဝိဖေးအင်းထဲမှာရှိတာ ရှိရလေဘာဖြစ်လို့လဲ ဟိုအရင်တစ်ခါလိုမျိုးကျွန်တော်မောင်းတော့မှဆိုးလို့ပါဗျာ ဒါကတော့ရှင်ရက်တော့မောင်းထုတ်ရမှာပေါ့ ကျွန်တော်လည်းအဲ့ဒါကိုပဲပြောမလို့အခုကလေကျွန်တော်အလုပ်ချိန်အတွင်းဆိုရင်အရက်လုံးဝမတော့တော့ဝီစိတ်ချလက်ချစီလို့ရပြီဗျာ ကောင်းတာပေါ့ကိုဒီဇိုင်းရဲ့အဲ့နေကင်းတာပေါ့ ဝီဟိုသွားမယ်လေအဲ့ဆိုဒါနဲ့ဝီဘေးကိုသွားမှာလေချင်းရ ကိုဒီဇိုင်းတို့ရွာ ကဲကောင်းပါပြီဗျာတက်လုံးဝီအဲ့လိုပဲ အမလေး 你咋搞到嘞？ ဘာလို့မှလဲတေးသားရဲ့ကယ်ဗင်ငါးပါရဲ့ဆိုမှပဲသွားကြရှိလို့ပေါ့ဟဲ့ငါရေးကြီးကိစ္စရှိလို့ငါဟိုဘက်ရောက်ခဏလိုက်ပို့ပေးစမ်းပါ 你哪闹呀？这个发生在巴黎里啊？你查给你呗，多来啊！ ဟဲ့ဘယ်ကယ်ဗင်မှဒီလေငါလို့မရလို့ပေါ့တော့ဒီမှာခဏထားခဲ့ပြီးတော့ငါ့ကိုလိုက်ပို့ပေး ကိုဒီဇိုင်းကျမလည်းနောက်ကျလို့မရဘူးနော်ဟိုအရေးကြီးကိစ္စကြီးလုပ်အောင်ပါ 给你看，你家人哦，都来业绩呢。 သူအရေးကြီးရဆိုတာလေငါအရေးကြီးရတော့ကြီးမှမဟုတ်ဘူးလောက်ပါသူ့ကိုခဏလောက်ထားခဲ့ပြီးတော့လိုက်ပို့ပေး ဖြစ်ပါဦးမိခိုင်ရေနင်ချခဲ့ပဲစောင့်ကြည့်လိုက်တာနော် ကိုဒီဇိုင်းဟိုကျမလည်းအချင်းသိမရတော့ဘူးနော် ဟုတ်ကဲ့ပါမဝေး ဟဲ့ငါလည်းအရေးကြီးလို့ငှားတာနော် မိခိုင်နင်တော်တော်ပြောရခက်တာပဲဟာမပြောရမယ်နင်ငါးစီလာတဲ့ဆိုင်ကိုချားချဲကငါးစီရောနင်ကြိုက်လားနင်လည်းမစဉ်းစားတော့မှာဟာ ဟာမစဉ်းစားနိုင်ပါဘူးနင်ကလိုက်ပို့ပေးမှလားမလိုက်ပို့ပေးဘူးလားအဲ့ဒါပဲပြော မပို့နိုင်ဘူးဟာဒီမှာမစင်ချာပါနေတာဟုတ် တိစား तू ကဘာမို့လို့အဲ့လောက်ရေးကြီးနေရလဲငါနဲ့တငယ်ချင်းအရင်ခောက်ခောက်နော် तू ကဘာလုပ်လဲဘယ်ရလဲ နင်တော်တော်ရှာရှိတာပဲဖဲဟာဖဲအဖေငါတိုက်မှာနော် तू နဲ့ပတ်စင်ကြဟုတ်ရဲ့လား तू ဘာလုပ်လဲ နင်တော်တော်ပြောခက်တာပဲဟာအဲ့နင်လုံးမဟုတ်ဘူးလေနင်ကလေဗစက်ကတာရေးကြီးတယ်ပြောတာနော်နင်မပြောပဲသွားလိုက်လို့ရှိရင်နင်သွားရင်လည်းရောက်နေတော့ပြီဖဲဟာဖဲဟုတ်ဝေးတက် ကြည့်စမ်းယောက်ျားကြီးများမိန်းကလေးတယောက်ဆိုင်ကယ်ပေါ်ရောက်ပြီဆိုတာလေသူရဲ့ကောင်းကြီးပုံစံဖမ်းတော့တာပဲ
တွေ့မယ်တေစာငါအကြောင်းကောင်းကောင်းသိမယ်ဒီခိုင်你ရွာလဲသွားမလို့ဆိုဘလို့ဖြစ်လာလဲသွားတော့လား ညနာလည်းမကောင်းဘာလဲဒေါက်ကန်တိုင်းနဲ့ရန်ဖြစ်လာပြန်ပြီလား မဟုတ်ပါဘူးအေးတေစာပေါ့တေစာဟောစိတ်ပြောင်းလုံးလိုက်ပြန်ပြီဟော你တေစာနဲ့တွေ့လာလား तू ကနေဘာပြောလိုက်လို့လဲဘာဖြစ်ရမှာလဲဟာဆိုင်ကယ်နောက်ကနေပြီးတော့ကောင်းမတစ်ကောင်ခေါ်တင်လာတယ်ငါအဲ့ကောင်မကိုစိတ်ခိုင်းပြီးတော့ငါ့ကိုခဏလောက်လိုက်ဖို့ပေးပါလို့ပြောရဲဟာငါ့ကိုလိုက်မဖို့ပေးဘူးအဲ့လိုတော့မဖြစ်တတ်ပါဘူးဟဲ့ဟောဒါမှခေးတယ်မို့လို့အားနာလို့နေမှာပါဟာနင်ဟာလေနင်တို့ကလည်းဟာခဏလောက်လေးစိတ်ခိုင်းပြီးတော့ငါ့ကိုလိုက်ဖို့လိုက်ပေးနေရဟာအဲ့ဒါလိုက်မဖို့ပြီးတော့ငါအဲ့မိမစီမှာတတ်တတ်ကြီးအချက်ခွဲရပါဟုတ်ပါတော့တေစာကြီးကတော်တော်အလိုက်ကန်းဆုံးမသိတာပဲဘသူနဲ့ရှင်ရှင်နင့်ကိုပဲဦးစားပေးတင်တာမလားတကယ်ဆိုရင်လေသူ့ဆိုင်ကယ်စုပ်ကိုနင်ကပြင်ပေးထားရတာလေနင်ပြင်ပေးတဲ့ဆိုင်ကယ်နဲ့ तू ဟိုတယောက်ကိုမျက်နှာလုံနေရပဲအဲ့ဒါလုံးဝမတရားဘူးပါအဲ့မိမလေဂျီရော်ကြော်ပြောရဲကြောက်ပတာကမိမလားမသိဘူးနော်ဟုတ်လောက်မထင်နဲ့နော်ဒီတေစာကြီးကိုမြည်ကြည့်လိုက်ပေါ့ဟာကောင်းမလောက်တာအန်နာလည်းမသိပါဟောရကိုဒီဇိုင်းရဲ့ဆိုင်ရောလေတသက်လုံးသာစီးလိုက်ပါတော့ဝေးကြီးလေးရဲ့ဝေးရကဘာဆုံးထိသွားခြင်းနေဆိုရင်လေဟိုကဘာဆုံးထိလိုက်ပို့မယ်သူပါကျင်းနေတယ်ဒီစားကြီးကျင်းနေတယ်တေးစားဘာနဲ့မေးစရာရှိရယ်နင်ဘာမေးမလို့လဲနင်ကမေးရတာဖြေစမ်းပါကဲဟာမေးနင်ဘာမေးပါလဲမေးဟာနင်ဆိုင်ကနောက်ကလိုက်လိုက်ကြဘာတူလဲသူ့မေးရတာသူ့နာမည်ကဝီကြီး तू ကဘာမှနေရလဲतू ကကြောက်ဘရောင်းကစံပြရက်ကွက်မနေရလေဘာလို့လဲ你都摘你了？ငါဘက်ကတော့ချိန်နေတဲ့လူပဲဟာ你这个表你了？နေရလေဟာငါတကယ်ပြောနေရဗောနင့်ကိုညာတော့ငါဘာရမှာလဲဟမ်你说你要摘你ပြီလားမိခိုင်ငါဘက်ကနေကြိုက်နေပါတယ်ဆိုမှတော့ငါတို့ကကြိုက်ဦးမှာလေနောက်ကြရင်တော့ကြိုက်ရင်ကြိုက်တော့ပါဗျာဒါရပါဦးနင်ဘာလို့ဖို့လဲဟမ်你ငါမေးရပဲဖြေစမ်းပါသူကဘယ်လောက်လှနေလို့လဲနင်ပေါ်မှာဘယ်လောက်ကောင်းနေလို့လဲतू ကအရင်ရောမလာဘူးဟာဒါမဲ့စိတ်ထားလေးတော့တော်တော်ကောင်းတယ်ငါဆိုင်ကမောက်လုံးကဆိုရင်လေဒေါခင်တိုင်းနဲ့သူနဲ့ဘာမှမဆိုင်ဘူးဟာဒါမဲ့ငါတွဲဆိုပြီးသူရောပေးသွားတာအဲ့ဒါပဲနေရတော့你这都是怎么这么来了အဲ့လိုလေမဟုတ်ဘူးမိခိုင်ရဲ့နေစမောနေငါ့အဲ့ဘာလို့လာမင်းနေရလဲဟမ်ငါမင်းရတာဖြေစမ်းပါဖြေစမ်းပါသူကတော့ခင်တော့ဘယ်လောက်တောင်ရောပေးလိုက်လို့လဲ3000ဟုတ်တယ်3000ကိုရောပေးလိုက်တေးသားငါသူ့ထက်လဲပို့ပေးနိုင်တယ်လို့သူ့ထက်လဲပို့ရောပေးနိုင်တယ်မိခိုင်နင်ငါ့ဘာပြောနေရလဲဟမ်你လိုချင်တာရှင့်ငါ့ကိုပြောနင်မအခက်ခဲရှင့်ငါ့ကိုပြော
你爱为什么没帮谁那么多呀？မရတော့ဘူးမိခိုင်ရဲ့ဒီမဲ့ငါသူ့ကိုအကျိုးဖို့လုပ်ပေးဖို့ပြောပြီးသွားပြီ我身边没，你们信呢？我表弟呢？你老三嘛？ မိခိုင်ငါလေသူ့ကို3000ကိုပြည့်အောင်လို့ဂိတ်ဆွဲပေးမယ်လို့လည်းပြောပြီးသွားပြီဟာ 你嘞？我们多年怎么多年不哈？ မိခိုင်你ဘာလုံးလို့လဲဟာ သမီးရေအပြင်မှာဧည့်သည်ရောက်နေတယ်သမီးရေ အဲ့တဲ့အော်ဘသူများလဲအောင်းမိတယ်တေစားတငယ်ချင်းကို ဘာမှလည်းငါဆန္ဒရစီမရှိတာလေချွတ်မချွတ်ဘူးလားမချွတ်တော့တပ်လိုက်ပဲတွေနန်းတွေအထက်တော့ဆောင်မတော်မူပါဗျာမနာလို့သူပေးရလဲကင်းဝေးအောင်စောင့်ရှောက်ပေးတော်မူပါဗျာဟာဘယ်လို这般对，每天偷懒不我懒路，谁老把你嘞？俺们天里你人对，问我每个夜，阿老就来论我这路，这是要嘛呗。